ဒီတစ်ခါ weekend မှာတော့မျိုးပြရဲ့မွန်းချက်မှုတွေကနေခဏလောက်ယုံထွက်ပြီးတင်ပင်လေတွေဝင်းရံထားတဲ့ဒန်တာရီတွေကမြို့လေးစီကိုသွားကြမယ်။တဘာဝတရားကြီးကဖန်တီးပေးထားတဲ့အလှပဆုံးပချီကားတစ်ချက်ကရင်ပြည်နယ်ရဲ့မြို့တော်ဖအံမြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။အထူးသဖြင့်အခုချိန်ကကရင်မြို့တစ်ခုကလာဆိုတော့ဘလောက်တောင်စီကားပြီးလှပနေမလဲဆိုတာဒီ vlog လေးထဲမှာဆက်ကြည့်လိုက်ရအောင်။ဖအံရောက်ပြီဆိုတာနဲ့မထစ်မနေတွားရမယ့်နေရာကတော့ကြောက်ကလပ်စီရီတော်ပါပဲ။ရေကန်ကြီးရဲ့အလေထူးထွန်းနေတဲ့ကြောက်တောင်ထိပ်ဖျားမှာတည်ထားတာကတကယ့်ကိုအံ့မခံပါပဲဒီနေရာကမနက်ခင်းဆိုရင်လေတောင်ရဲ့အရိပ်ကရေပြင်ပေါ်မှာထင်နေပြီးဓာတ်ပုံရိုက်လို့တိတ်လှတဲ့နေရာလေးပါကြည့်လိုက်တာနဲ့စိတ်ထဲမှာငင်းချမ်းသွားစီရဲ့ဇွေကပင်တောင်အလှကတော့ပကြီးစေရာတွေလက်မိုင်ချရလောက်တဲ့အလှဆုံးနေရပါပဲတဘာဝတရားကဖန်တီးထားတဲ့လှဝက်ချက်တွေကိုရှာဖွေခြင်းရင်ဖအန်ကကူတွေကိုမိထားလို့မရပါဘူးကောက်ကွန်းကူတို့ရတိပြန်ကူတို့မှာရှင်းဟောင်းလက်ရတွေကိုလေ့လာနိုင်တယ်လို့ကရင်ပြည်နယ်ရဲ့အကြီးဆုံးကူကတော့စက်တန်းကူပါကူထဲမှာတမိုင်းဝင်ဖျားဆင်းတူတော်တွေတဘာဝကြောက်ဆက်ပန်းဆွေးတွေကအံ့မခန်းပါပဲစက်တန်းကူရဲ့အထက်စစ်တဲ့ကူအောက်ဘက်ကနေလှီလီစီပြီးပြန်ထွက်ရတဲ့ခံစားချက်ကလေတခြားကဘာတစ်ခုကိုရောက်ရှိသွားတယ်လို့မျိုးပါပဲရှင်ရေပြင်းငင်းငင်းလေးရဲ့တောင်တန်းတွေရဲ့လေကွင်းစိမ့်စိမ့်တွေရဲ့ကြားမှာလှီစီရတဲ့ခံစားချက်ကတကယ့်ကို healing ဖြစ်စေပါလေဒီခီးစဉ်ရဲ့ highlight ကတော့ကရင်နှစ်သက်ကိုပွဲတော့ပါပဲကရင်တိုင်းရင်သားတိုင်းရင်သူလေးတွေရဲ့ရိုးရာဝတ်စုံလေးတွေကအယောင်အသွေးစုံနေသည့်အယမ်းလာတယ်လို့မြင်းမြန်းဆိုင်ဆိုင်ကပြနေကြတဲ့ဒုံရင်အကလွေဖားစီတန်းတွေကိုကိုယ်တိုင်မြင်တွေ့ရတာကတကယ့်ကိုကြက်တီးထစရာပါပဲကရင်လူမျိုးတွေရဲ့ရင်ကျေးမှုရိုးသားမှုနဲ့အဲဝိကြည်ပုံမှုတွေကိုဒီပွဲတော်မှာအပြည့်အဝခံစားရပါတယ်တဏီကုံလဲပြီးပြီဆိုရင်တော့ကန်တိုင်ယာမှာဆန်းဆက်လေးထိုင်ကြည့်ရင်အမောဖိကြမယ်ဒီကနေကြည့်ရင်ဇွဲကပင်တောင်ကြီးကိုအလားဆုံးမြင်ရတယ်လို့လင်းရင်းခံလို့လည်းအယမ်းကောင်းပါတယ်မောဟိုက်နေတဲ့ခြေလမ်းတွေရဲ့နောက်ွယ်မှာအေးချမ်းမှုနဲ့အလှတရားတွေကစောင့်ကြနေခဲ့တဲ့တောင်ဝိုင်းတောင်ကိုတက်ဖို့လည်းမမေ့နဲ့နော်ညဘက်ရောက်ရင်တော့ဖအန် night market မှာဒေတာစားစာတွေမြည်စမ်းကြည့်ဖို့မမေ့နဲ့နော်ဖအန်ရောက်မှမစားလိုက်ရရင်နောင်နာရလိမ့်မယ်ကရင်ပြည်နယ်ရဲ့နာမည်ကြီးတာလပေါ့ဟင်းရီပြင်ကရင်ရိုးရာသမီးဟင်းဒီစားကြမှာကရင်ပြည်နယ်ကိုရောက်ခဲ့တယ်လို့ဆိုနေမှာပေါ့ဒီတစ်ခေါက်ဖအာခီးဆန်ကတဘာဝအလှပရအပြင်ရိုးရာရင်ချင်းမှုကိုပါလေ့လာခွင့်ရခဲ့လို့အရန်ကိုတန်ဖိုးရှိပါတယ်တငယ်ချင်းတို့လည်းကရင်နှစ်တစ်ကူကာလာမှာဖအန်ကိုတစ်ခေါက်လောက်တော့အရပ်လာခဲ့ဖို့တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လုပ်ဖို့မမေ့နဲ့နော်နောက် vlog မှာပြန်တွေ့ကြမယ်နော်တတာ